Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုလေးမှာတော့ကိုစီကိုအမေးအများဆုံးဖြစ်တဲ့ဒီ patch ကြီးမှာ HDR 120 fps ဖွင့်နည်းလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်အခုဆိုလို့ရှိရင်တော့ဒီ Ultra HD ကို120 fps အထိဖွင့်ထားတယ်လုံးဝစမှုဖြစ်တဲ့ဒီ120 fps ကလည်းတကယ်120 fps အစစ်အခုကျွန်တော်သုံးနေတဲ့ device တွေကတော့ Redmi Extra Gaming Tablet ပဲဖြစ်ပါတယ်ဒီနည်းလမ်းလေးကိုတော့ကျွန်တော် iPhone နဲ့ iPad တွေမှာတော့လိုက်ပြီးလုပ်လို့ရမှာမဟုတ်ပါဘူး Android သမားတွေပဲရမယ်ပေါ့နော်ပြီးတော့ phone အကုန်လုံးနဲ့အဆင်ပြေလားမပြေလားတော့ brother တို့လိုက်ပြီးတော့ဆန်းလုပ်ကြည့်ပါအဆင်ပြေမှတ်ခဲ့ပြီပါအဆင်မပြေဘူးဆိုလို့ရှိရင်လည်းအဆင်မပြေအကြောင်းလေးတစ်ချက် comment မှာမှတ်ခဲ့ပြီပါ Okay အဲ့တော့ FPPS ကိုဖွင့်ဖို့အတွက်ဆိုလို့ရှိရင်ဒီ software လေးနှစ်ခုလိုတယ်ပေါ့နော်ဒီမှာ FPPS Unlocker ဆိုတဲ့ software လေးရယ်ဒီသူနဲ့တွဲဆုံးပဲပေါ့နော်ဒီ Shizuku ဆိုတဲ့ software လေးရယ်နှစ်ခုလိုပါတယ်နောက်ပြီးတော့ဒီ FPPS ကိုမှပြတာမပါဘူးပေါ့နော်ဆောင်းတော့ဆိုလို့ရှိရင်ကျွန်တော် FPPS ပြတဲ့ဟာလေးမီတာလေးရှိတယ်ပေါ့နော် FPPS ပြတဲ့မီတာလေးကဒါကျွန်တော်ဖုန်းမှာ auto ပါတာ browser ဖုန်းမှာမပါဘူးဆိုလို့ရှိရင်ဒီကောင်လေးသွင်းရမယ်ပေါ့နော်ဒီ software လေးတွေကိုဘာမှထောင်းအောင်မလဲဆိုလို့ရှိရင်တော့ဒီကျွန်တော်ရဲ့ Telegram channel လေးမှာ link လေးထည့်ပေးထားပါမယ်ကျွန်တော် Telegram channel link ကိုလည်းအခု video ရဲ့ဒီ caption မှာရေးပေးထားမယ်ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော် comment မှာရေးပေးထားပါမယ်တစ်ချက်ရှာကြည့်ပါနော်အဲ့တော့ကျွန်တော်တို့အရင်ဆုံးဒီမှာ FPPS Unlocker နဲ့ Shizuku လေးကိုအဓိကထားပြီးတော့သွင်းမယ်ဒီ FPPS monitor ပြတာလိုတဲ့လူတွေအနေနဲ့တော့ဒီကောင်လေးကိုပါသွင်းမယ်ပေါ့နော်ပြီးသွားလို့ရှိရင်ဒီ software တွေဘာမှမလုပ်သေးနဲ့အရင်ဆုံးကျွန်တော် setting တွေကိုတစ်ချက်ဝင်မယ်ပြီးသွားရင်ကျွန်တော်တို့ဒီ search bar မှာကျွန်တော်တို့ဒီအောက်လေးနဲ့ဆွဲမယ်တချို့ဖုန်းတွေကတော့အပေါ်ဘက်ပါပေါ့နော်ကျွန်တော် about phone တွေကိုတစ်ချက်ဝင်မယ် about phone နဲ့ဝင်မယ်ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်အောက်လေးနဲ့ဆွဲပြီးတော့ကျွန်တော်တို့ bin number ဆိုပြီးတော့ရှိတယ်ပေါ့နော်အဲ့တော့ bin number လေးကိုကျွန်တော်ဒီတောက်လျှောက်တောက်လိုက်ပေါ့နော်အခုဒါဆိုလို့ရှိရင်စာလေးပေါ်လာပြီ you are now a developer ဆိုပြီးတော့စာလေးပေါ်လာပြီအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော် developer option ပွင့်သွားပြီပေါ့နော်developer option မဖွင့်ရသေးတဲ့ဖုန်းတွေဆိုရင်ဖွင့်ဖို့လိုအပ်ပါတယ်ပြီးသွားရင်တော့ကျွန်တော်တို့ဒီ search bar ကိုတစ်ချက်နှိပ်လိုက်ပြီးတော့ search bar မှာ developer ဆိုပြီးတော့ရိုက်ရှာလိုက်ပါ DEVELOPER developer အဲ့ဆို developer option ဆိုပြီးတော့ဒီမှာအပေါ်ဆုံးမှာပေါ်လာပြီအကောင်လေးကိုတစ်ချက်နှိပ်လိုက်ဒီဝိုင်းဒီမှာ developer option တွေကိုထပ်ဝင်လိုက်အဲ့ဆိုဒီလိုမျိုးလေးပေါ်လာပြီပေါ့နော်ပေါ်လာရင်အောက်ကလေးကိုနည်းနည်းဆွဲကြပြီးတော့ကျွန်တော်တို့ဒီမှာUSB debugging ဆိုတဲ့ခလုတ်ကလေးကိုရိုက်ရှာပါမယ်ဒီမှာပေါ့နော်ပြီးရင် icon လေးကိုကျွန်တော်တို့အမှန်ချက်ကလေးဖွင့်ပေးရပါမယ်ပြီးဒီလိုမျိုးလေးပေါ်လာပြီဆိုလို့ရှိရင်လည်းကိစ္စမရှိဘူး okay နှိပ်လိုက်ပါနောက်ပြီးသွားလို့ရှိလို့ရှိရင်တော့အောက်လေးနည်းနည်းဆွဲပြီးတော့ကျွန်တော်ဘာကိုရှားမယ်ဆိုတော့ဒီ wireless USB debugging ဆိုတာလေးကိုရှားပါမယ်ဒီမှာပေါ့နော် wireless debugging เนาะအဲ့တော့ကျွန်တော်တို့ဒီကောင်လေးကိုလည်းတစ်ချက်ဖွင့်ပါမယ်ပြီးရင်ဒီမှာ always allows on this device လေးကိုရွေးလိုက်ပါမရွေးလဲရတယ်ပေါ့နော်ကိစ္စမရှိဘူးရွေးလိုက်ပေါ့နော် okay အဲ့ဒါလေးဖွင့်လိုက်ပါမယ်okay အဲ့ဒါလေးဖွင့်ပြီးရင်တော့ရပြီပေါ့နော်တချို့ဖုန်းတွေမှာကျတော့ဒီ security ဒီ wireless debugging ဆိုပြီးတော့ထပ်ပါသေးရပေါ့နော်အဲ့ဒါလေးပါလို့ရှိလို့ရှိရင်လည်းအဲ့ဒါကောင်လေးကိုဖွင့်လိုက်ပါပေါ့နော် okay ကျွန်တော်ဒီမှာတော့ဖွင့်စရာရှိရတယ်ဖွင့်ပြီးပါပြီဆိုတော့ကျွန်တော်ဒီကောင်ကိုတစ်ချက်ထွက်လိုက်မယ်ထွက်ပြီးသွားလို့ရှိလို့ရှိရင်တော့ဒီ Shizuku application နဲ့ဝင်ပါမယ်Okay အခုလောလောဆယ်တော့ဒီမှာအပေါ်ဆုံးမှာပေါ်နေရ Shizuku is not running ဆိုပြီး Shizuku ကအလုံးမလုံးနေဘူး Shizuku ကိုကျွန်တော်တို့ကဒီ wireless debugging နဲ့ချိတ်မယ်ပေါ့နော်ချိတ်ဖို့အတွက်ဆိုလို့ရှိရင်ဒီမှာပေါ့နော်ဒီမှာ wireless debugging ဆိုတဲ့နေရာလေးမှာ pairing ဆိုတာရှိရဲအဲ့ pairing ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးမှဒီမှာ notification option လေးရှိရပေါ့နော်အဲ့မှာ तू ကဒါ noti permission မပေးရသေးလို့အကောင့်လေးကိုတစ်ချက်နှိပ်လိုက်ပြီးရင်ကျွန်တော်တို့ notification permission လေးပေးလိုက်ပါပြီးရင် bell လေးနဲ့တစ်ချက်ပြန်ထွက်ဒါဆိုဒီလိုလေးတော့ပေါ်လာပြီပေါ့နော်ပြီးသွားရင်ကျွန်တော်ဒီမှာ developer option ဆိုပြီးတော့ခလုတ်လေးရှိရဲအကောင့်လေးကိုနှိပ်လိုက်ဒါဆိုရင်ကျွန်တော်တို့ဆောင်းလာတဲ့ developer setting တွေကိုပြန်ရောက်သွားမယ်ပေါ့နော်ပြန်ရောက်သွားအောက်ကလေးနည်းနည်းပြန်ဆွဲပြီးတော့ကျွန်တော်တို့ဒီwireless debugging တွေကိုတစ်ချက်ပြန်ဝင်ရမယ်ပေါ့နော်ဒီလိုမျိုးဝင်ရပါမယ်ဝင်ရမှာနှစ်ခုပေါ်နေပေါ့နော် pair with QR code ရှိရဲ pair device with pairing code ဆိုတာရှိရဲpair device with pairing code ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်ပဲပြီးဒီမှာ code ကလေးပေါ်လာပြီအဲ့ code ကလေးကိုဆောင်းလာတော့ဒီနေရာမှာရိုက်ထည့်မယ်ပေါ့နော်ဒီမှာ noti လက်တက်လာပြီပေါ့နော်ချို့ဖုန်းတွေမှာဒီလိုမျိုးရိုက်ထည့်လို့မရဘူးဆိုလို့ရှိရင်ပေါ့နော်အထူးသဖြင့် Xiaomi ဖုန်းတွေမှာရိုက်ထည့်လို့မရဘူးဆိုလို့ရှိရင်တော့ကျွန်တော် notification style ဆိုတာလေးရှိတယ်เนาะ Xiaomi ဖုန်းတွေမှာအဲ notification style တွေကိုတွားပြီးတော့အဲ့ဒီမှာကျွန်တော် classic ဖြစ်နေလို့ရှိရင် Android လေးပြောင်းလိုက်ပါဒါဆိုလို့ရှိရင်အခုလိုမျိုးဒီကဏ္ဍရိုက်တဲ့နေရာလေးပေါ်လာပါလိမ့်မယ်ပေါ့နော်ကျွန်တော်ဖုန်းကတော့ပြောင်းစရာမလိုတခါတည်းကဏ္ဍရိုက်တဲ့နေရာလေးပေါ်တယ်အဲကြောင့်ကျွန်တော်ကဏ္ဍရိုက်ပြီးတော့ကျွန်တော်ဒီလိုလေးနှိပ်လိုက်ပြီဒါဆိုလို့ရှိရင်ဒီမှာ you can start Shizuku service now ဆိုပြီးပေါ်လာပြီပေါ့နော်ကျွန်တော်တို့ဆောင်းနာ Shizuku application တွေကိုတစ်ချက်ပြန်ဝင်မယ် okay တစ်ချက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီ start ခလုတ်လေးကိုနှိပ်မယ်ပေါ့နော် okay ပြီးရင်ကျွန်တော် second လေးအနေနဲ့ခဏဆောင်ဝေးရမယ် okay ဒါဆိုရပြီပေါ့နော်အပေါ်မှာကျွန်တော် Shizuku is running ဆိုပြီးတော့ဖြစ်သွားပြီဒါဆိုလို့ရှိရင်တော့ Shizuku နဲ့ကျွန်တော်တို့ wireless debugging နဲ့ချိတ်တာကတော့ပြီးသွားပါပြီအဲ့တော့ကျွန်တော်အဲ့ဒါကိုတစ်ချက်ထွက်မယ်အဲ့တော့ပြီးသွားလို့ရှိရင်တော့အဓိကပြန်ပြီးတော့တောင်းရမယ့်အားကတော့ကျွန်တော်ဒီ FPPS Unlocker လေးပါအဲ့ကောင်လေးထဲကိုတစ်ချက်ဝင်မယ်ဝင်ပြီးသွားလို့ရှိရင်ဒီအောက်ဆုံးပေါ့နော်ညာဘက်ထောင်းကဒီ refresh face ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီ phone device နဲ့ဒီမှာ RAM မျိုးစားပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ကဒီဖုန်းကဘယ်လောက် refresh rate support ပေးရဆိုတာပေါ်တယ်ပေါ့နော်အခုဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီ screen က 165Hz refresh rate ရတယ်ပေါ့နော်ဒါပေမဲ့ပတ်ကြည့်တော့120ဒီပဲရမယ်မိတ်ဆွေတို့ဒီနေရာမှာ60ဖြစ်နေမယ်90ဖြစ်နေမယ်ဆိုလို့ရှိရင်တော့ဒီ60ဒီပဲဖွင့်လို့ရမယ်90ဒီပဲဖွင့်လို့ရမယ်120ဒီပေါ်တယ်ဆိုရင်တော့120ဒီဖွင့်လို့ရမယ်ပေါ့နော်120အထက်ပေါ်တယ်ဆိုလို့ရှိရင်တော့120ဒီဖွင့်လို့ရပါမယ်
ပြီးသွားလို့ရှိရင်တော့ကျွန်တော်အတိုင်းလေးတစ်ချက်ထားလိုက်ပေါ့နော်တချို့ကတော့ဒီ use standard algorithm မှာကျွန်တော်တို့အမှန်ချင်းမဖြစ်နေဘူးအဲ့ဒါလေးအမှန်ချင်းပေးလိုက်ပေါ့နော် okay ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ဒီ save app data တွေကိုသွားပါမယ်နော် save app data ထဲမှာကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် super smooth ရှိမယ် balance 80က Android data ကျွန်တော်တို့ patch တွေအတိုင်းပဲအဲ့မှာကျွန်တော်အခုဆွမ်းနာတော့ထားခဲ့တယ်ပေါ့နော်ကျွန်တော်အကုန်လုံး smooth ထားခဲ့တယ်အခုကျွန်တော်ကဒီ HDR ကို120ထားပြမယ်နောက်ပြီးရင်ကျွန်တော် Ultra 80ကိုလည်းထပ်ထားပြမယ်နော်အခုလောဆယ် Ultra 80ကိုမထားဘူးကျွန်တော် HDR ရွေးလိုက်မယ်ပြီးရင်ကျွန်တော် FPS ကတော့ကျွန်တော်120 FPS ဖြစ်တဲ့အတွက်ကျွန်တော် Extra Extreme ကိုယူလိုက်မယ်နော်ပြီးရင်ဒီအောက်ကဟာတွေကမကလီဘူးပေါ့နော်colorful ကကျွန်တော် colorful တိုင်းပဲပြီးဒီ color blind mode ကိုပထမဆုံးဟာလေးရွေးပေးပေါ့နော်ကျွန်တော်ပုံမှန်သုံးနေကြတယ်ပထမဆုံးဟာကိုရွေးပါပြီးရင်တော့ဒီဘက်က screen brightness ကိုလည်းကျွန်တော်နည်းနည်းလေး short လိုက်မယ်ပေါ့နော်ပုံမှန်တိုင်းကျွန်တော်တို့ထားနေကြ100ပဲထားလိုက်မယ်နော်100ဝန်းကျင်လေးပဲထားလိုက်ပါမယ် okay တရားဝင်ဖြစ်သွားပြီပြီးသွားရင်ဒီအောက်မှာ show in setting ဆိုတဲ့ဟာလေးရှိရပါတော့အဲ့ကောင်လေးကိုကျွန်တော်အမှန်ချစ်ချစ်မယ်ဒါဆိုရပြီပေါ့နော်ပြီးသွားရင်ကျွန်တော်ဒီ apply source ဆိုတာလေးကိုပုတ်ချလိုက်ပေါ့နော်ဒါဆိုဒီလိုမျိုးလေးပေါ်လာပြီပေါ့နော်ကိုက patch ကိုကျွန်တော်တို့ global version ဆော့နေရလားဒါမှမဟုတ်လေ KR version ဆော့နေရလားပုံမူတည်ပြီးတော့ရွေးရမယ်ကျွန်တော်တို့ global version ဖြစ်တဲ့အတွက် global ကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော် apply ခလို့လေးကိုနှိပ်လိုက်မယ်ဒါဆိုဒီမှာကျွန်တော်တို့ permission လေးတောင်းတယ်ပေါ့နော် permission လေးတောင်းလိုက်ရင်လည်းကျွန်တော် allow all the time ဆိုတာလေးကိုနှိပ်လိုက်ပါ okay ကျွန်တော်ထပ်ပြီးတော့ဆွဲလိုက်မယ်နော်အခုမှ permission နဲ့ပေးတယ် okay ဒီလိုမျိုးလေးပေါ်လာပြီနောက်မှ apply successful ဆိုပြီးတော့အစိမ်းရောင်လေးနဲ့ပေါ့နော်အဲ့မှာ join telegram ဘာညာပေါ်လာပြီဆိုရင်ကျွန်တော် dismiss ကိုနှိပ်လိုက်ပြီးသွားရင်ကျွန်တော် phone နဲ့ပြန်ထွက်လိုက်ပြီးရင်ကျွန်တော် gain နဲ့ကိုတစ်ချက်ပြန်သွားမယ်လားအဲ့တော့ဒီနည်းလမ်းလေးကကျွန်တော်တို့ကဒီ patch ထဲကပေါ့နော်ဒီ save file လေးကို edit လုပ်လိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့နည်းနည်းတော့သတိထားမယ်ပေါ့နော် risk လေးတော့နည်းနည်းပါရှိတယ်ပုံမှန်အဖြစ်ဒီနည်းလမ်းက300တော့တချို့ဆိုလို့ရှိရင်တစ်နှစ်ခွဲလောက်ရှိပြီဘာမှမဖြစ်သေးဘူးဒါပေမဲ့အကယ်၍ဒီဘက်ကြီးဘက်ကမိသွားလို့ဘန်းမယ်ဆိုလို့ရှိရင်10နှစ်ဘန်းခံနိုင်ပါတယ်ဒါကြောင့်မိတ်ဆွေနဲ့ဒီနီလောက်သုံးမယ်ဆိုရင်တော့ကိုယ့်ဟာကိုပေါ့နော်ချင်းချိန်ပြီးတော့သုံးကြည့်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်လည်းဒီအကောင့်သေးလေးနဲ့ပဲဆော့တယ်ဘန်းခံရလည်းဒီအကောင့်သေးလေးပဲထိသွားအောင်ပေါ့နော်အဲ့တော့ဒါကကျွန်တော်တို့တောင်းဆိုပေးလို့ပေါ့နော်မိတ်ဆွေတို့က HDR 120ဖွင့်ပြီးပြောပြပေးပါတောင်းဆိုလို့ကျွန်တော်တင်ပေးတာပါအကောင့်ဘန်းခံရမှာဘန်းခံရတော့ဒါတတိလေးနဲ့ဆော့ကြပါနော်တင်တဲ့တစ်ချက်ပြန်ဝင်မယ် graphic တွေကိုသွားမယ်graphic ထဲမှာဆိုလို့ရှိရင်ကျွန်တော်ဆောင်းတော့ရွေးတဲ့အတန်းလေးပျောက်သွားပြီရွေးတဲ့အတန်းလေးပျောက်သွားပြီးတော့ဒီမှာဘာပေါ်လဲဆိုရင် combat နေရာမှာ HDR extra extreme ဆိုပြီးနော် frame rate နေရာမှာ extra extreme lobby နေရာမှာကျတော့ graphic ကို smooth frame rate ကို extra extreme 120ဆိုပြီးပေါ်တယ်ဒီမှာgraphic ဆိုတဲ့နေရာမှာပေါ့နော်ဒီ hub ထဲမှာတော့ graphic 80 frame rate က extra extreme ဆိုပြီးပေါ်တယ်ကျွန်တော်တို့ရွေးခဲ့တဲ့အတိုင်းပဲပေါ့နော်ဒီမှာဆိုရင်ကျွန်တော် brightness က101တောင်ဖြစ်နေသေးရပေါ့နော်ဒီနေရာမှာတစ်ချက်သတိထားရမှာ brother တို့အနေနဲ့ဒီကောင်လေးတွေကိုတစ်ချက်ဟာပေါ့နော်ဒီ control လေးကိုတစ်ချက်ဝင်ပြီးတော့ဒါလေးကိုscreenshot လေးတစ်ချက်ရိုက်ထားပါတော့ဘာလို့ဆိုတော့ဒီကောင်လေးပဲပြောင်းသွားတယ်ပေါ့နော်ဥပမာအနေနဲ့ကိုကဒီ aim system ပိတ်ထားတယ်ပဲထားပါတော့ aim system ပိတ်ထားတယ်ဆိုလို့ရှိရင် Sonar က setting မှာသွားပြီးပြောင်းလိုက်မယ်ဆိုရင်ကျွန်တော် aim system ပွင့်သွားတာမျိုးတွေပြီးတော့ဒီ spin system တွေကပေါ့နော်ကျွန်တော်က80ထားရတယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့100ပြောင်းသွားတာမျိုးတွေဖြစ်ပါတယ်ပြီးဒီ TPP view တွေပါကျွန်တော်က80ပဲထားရတယ်ဆိုလို့ရှိရင်လည်းသူက90တွေပဲဖြစ်သွားတယ်ဒီ basic control ထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီ shotgun firing mode ကိုတက်ထားလဲသူက release ပြောပြီးတော့ပြောင်းသွားတယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာsave ထားတဲ့ဒီ upload to cloud ဆိုတာလေးကိုနှိပ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ cloud ကနေပြီးတော့ကျွန်တော်ပြန်ပြီးတော့ download ပြန်ချလိုက်ဒါဆိုရင်တော့ကျွန်တော်သုံးနေကြ setting ရသွားပြီပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ FPS မှုမှာလည်းကျွန်တော်100ဆိုတော့ဒီလိုမျိုး103မဟုတ်တော့ဘူး95ပြဖြစ်သွားပြီဒီမှာ spring setting မှာလည်းကျွန်တော်ထားထားတဲ့80aim system လည်းကျွန်တော်ပိတ်ထားတဲ့အတိုင်းပိတ်ထားတဲ့အတိုင်းဖြစ်သွားပြီပေါ့နော်အဲ့ဒါလေးတော့တစ်ချက်သတိထားပါမယ် okay ဒါဆိုရင်တော့ရပြီနော်ဒါပေမဲ့ကျွန်တော်တို့ပွဲထဲမှာတကယ်ရမရကျွန်တော် lobby training တဲ့ဝင်ပြပါမယ်okay ဒီမှာ FPS ကလည်းဒီမှာ120ဆိုပြီးတော့ပေါ်နေပြီပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ဒီ lobby ထဲမှာဆိုလို့ရှိရင်လည်းစမှုကို90 FPS ဒီပဲရတာပေါ့နော်ဒါပေမဲ့ lobby ထဲမှာလည်းဆွမ်းတာစမှုကို120ထိရနေပေါ့နော် okay ဒီမှာဆိုလို့ရှိရင်လည်းဒါ HDR ဖြစ်သွားပြီ HDR ကိုဒီမှာ120 FPS တော်တော်လေးတွက်တယ်နော်လုံးဝသူ့ရဲ့120အပြည့်ပဲကျွန်တော် setting ထဲမှာတွားကြည့်မယ်ဆိုလို့ရှိရင်လည်းဆွမ်းတာ graphic ထဲမှာcombat မှာပေါ့နော် HDR ultra extreme 120 fps ပေါ်တယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော် fps monitor လေးမရှိတဲ့လူတွေအတွက်လည်းကျွန်တော်ဒီကောင်လေးတစ်ချက်လုပ်ပြပေးမယ်fps monitor software လေးတစ်ချက်ဝင်လိုက်မယ်ဒီကောင်လေးကိုလည်းမသုံးခင်ဆွမ်းနာတော့ရှိစု application လေးကိုချိန်ရမယ်ဆွမ်းနာတော့ရှေ့မှာပြောခဲ့ပြီးဖြစ်တဲ့အတွက်ဒီကောင်ကချိန်ဆရာမလို့တော့ဘူးကျွန်တော် start ဆိုတဲ့ clip ကလေးကိုနှိပ်လိုက်ပြီး go to setting ထဲကိုသွားကျွန်တော်ဒီမှာ notification permission လေးတစ်ချက်ဖွင့်ပေးတစ်ချက်ဘက်ပြန်ထွက်ပြီး start ကိုတစ်ချက်နှိပ်ပြီး allow all the time ကိုတစ်ချက်နှိပ်ပြီးရင်ကျွန်တော် start clip ကိုထပ်နှိပ်လိုက်ပါနော်ကြော်ညာလေးတက်လာလိမ့်မယ်ကြော်ညာလေးခဏကြည့်ပေးလိုက်okay အခု gain နဲ့ရောက်ပြီ gain နဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပြနေတဲ့ဟာလေးနဲ့ကျွန်တော်ရဲ့ phone မှာ original ပြနေတဲ့ဟာလေးကလည်းတူတူပဲပေါ့နော်120 fps ဆိုပြီးပြနေရကျွန်တော် training round လေးကိုလည်းတစ်ချက်ဝင်လိုက်မယ်ပေါ့နော်
Okay ဒါဆိုရင် training ground နဲ့ရောက်ပြီ training ground ထဲမှာဆိုလို့ရှိရင်ဒီမှာ graphic ကဒီမှာ Alpha 80ဆိုပြီးဖြစ်နေပြီเนาะ FPGA ကလည်းဒီမှာ120ကျွန်တော်တို့ဆောင်းတော့သုံးထားတဲ့ FPGA monitor ဆိုတဲ့ software မှာလည်း120ကျွန်တော် phone က original ပါတဲ့ software မှာလည်း120ဆိုပြီးတော့ပေါင်းနေတယ်ပေါ့နော်လုံးဝဆော့ရတာလည်းတကယ်120ကိုဆော့နေတဲ့အတိုင်းလုံးဝစမှုဖြစ်တယ်တချို့ဖုန်းတွေမှာတော့ရချင်မှရမယ်ပေါ့နော်ရချင်မှရမယ်ဒါကြောင့်ကျွန်တော်ကစမ်းပြီးတော့လုပ်ကြည့်ပါဘာသာတို့ကလည်းတင်ပေးပါဆိုတော့ကျွန်တော်တင်ပေးတယ်နောက်ပြီးတော့ပြောလို့ပဲအကောင့်ဘန်းခံနိုင်ရတဲ့ဒီrisk လေးရှိတာဖြစ်တဲ့အတွက်ဘန်းခံနိုင်တဲ့ဆိုမှလည်းဟိုဖြစ်ပါနောက်ပြီးတော့ဘန်းခံနိုင်တဲ့ဆိုလို့လည်းတန်းဆော့တန်းဘန်းတာတော့မဟုတ်ပါဘူးကျွန်တော်ဆော့လာတာနှစ်ပတ်ရှိပြီဘာမှမဖြစ်ပါဘူးအေးဆေးပါပဲဒါပေမဲ့လည်းဘန်းခံနိုင်ရပါတယ်ဘန်းခံရနိုင်တယ်ဆိုတဲ့အတိလေးပေါ့နော်အတိလေးနဲ့ဆော့ပေးပါကျေးဇူးတင်ပါတယ်ကျွန်တော်တို့တခြားဘာမှမတုံဘူး FPGA ပဲတိုးတာဖြစ်တဲ့အတွက်ကိစ္စလည်းမရှိဘူးဒါဆိုရင်တော့အဆင်ပြေပြီလို့ထင်ပါတယ်အဲ့တော့ကိုဖုန်းနဲ့ကိုချိန်ပြီးတော့ချင်းချိန်ပြီးတော့ဆော့ကြပါကျွန်တော်ကတော့ brother တို့တောင်းဆိုတဲ့အရာတင်ပေးလိုက်ပါပြီခင်ဗျာအားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ကြပါစေကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe မလုပ်ရသေးရှင် subscribe လုပ်ထားပေးပါခင်ဗျာကျွန်တော်ရဲ့ TikTok channel လေးကိုလည်း subscribe မလုပ်ရသေးရင် subscribe လုပ်ထားပေးပါခင်ဗျာကျွန်တော်နောက်ထပ်ခါကြလို့ရှိရင်လည်း brother တို့မေးတဲ့အကြောင်းအရာတွေကိုကျွန်တော်ဗီဒီယိုလေးတည်တည်ချာချာလေးရိုက်ပြီးတော့တင်ပေးပါမယ်ခင်ဗျာဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲအားလုံးပဲနောက်မှပြန်တွေ့ကြပါမယ်ဘိုင်မယ်ပါခင်ဗျာ